ဒါလေးကဘာလေးလဲဆိုလို့ရှိရင်ကျွန်မအခုဒီလောစမ်းတက်နေတဲ့အစီကြလက်ဖက်ချောက်တောက်ဖို့ပေါ့နော်သူ့ကိုရေ 0.5 လီတာရေတန်မှု1လီတာရင်တစ်ဝက်ကိုရေနည်းကြိုပြီးတော့ဒါလေးကိုကြိုပြီးတော့တောက်မှဖြစ်ပါရဲ့ရှင်ကျွန်မကတော့ညပေါ့နော်ညသက်စားပြီးသွားရင်တနင်္လာနောက်ကျရင်ကျွန်မတောက်ပါတယ်ကျွန်မအခုစမ်းတက်နေတာ2ရက်ရှိပါပြီပေါ့နော်ဒီနေ့နဲ့ဆိုရင်တော့3ရက်မြောက်ပါကျွန်မပေါ့နော်မတောက်ခင်ကတော့ချိန်ကြည့်တာပေါင်ချိန်168လောက်ရှိမှာပေါ့နော်168.6လောက်ရှိတယ်တောက်ပြီးတော့နောက်နေ့နဲ့ပေါ့နော်ဘာမှမစားခင်ဒီနေ့မှချိန်ကြည့်အောင်ကျွန်မ160မိနစ်6.6လောက်ပြင်ခြင်းနဲ့နောက်ဒီကနေ့မှာ165.6လောက်ကိုရှိနေတယ်ပေါ့နော်ဒီစားပထမရောနည်းနည်းကိုင်းကိုလေးနဲ့လည်းရှိတာ160ရှိမတော့ခင်160နဲ့6နောက်ပထမနေ့ဒုတိယနေ့မှာ160နဲ့5ပေါ့နော်နောက်ပထမလေးကတော့ကျွန်မသိချင်မှမိတော့လို့ပါအဲ့ဒါလေးကျန်တာပေါ့နော်ကျွန်မဆက်တောက်ပါမယ်ဆက်တောက်ပြီးဆိုရှင်တစ်ပတ်လောက်နေကျွန်မဘယ်လောက်ကြာသွားမလဲပေါ့နော်ကျွန်မဒီရက်ပိုင်းမှာအစားတော့မရှာဘူးကျွန်မစားချင်တာစားတယ်သမင်းလည်းစားတယ်ကျွန်မထမကန်စားရင်လည်းစားလိုက်တယ်အဲ့လိုစားလိုက်တဲ့အစာတွေကိုဘယ်လောက်ထိဒီခြေပြက်နိုင်လဲပေါ့နော်ကျွန်မစမ်းသပ်နေတာဖြစ်ပါတယ်ဘယ်လောက်ထိအစီတွေချပြီးလဲဘယ်လောက်ထိအစီတွေထုတ်ပြီးမလဲပေါ့နော်ကိုစားလိုက်တဲ့အစာတွေအစာမလျှော့ဘဲနဲ့ဘယ်လောက်ထိအစီတွေချပြီးလဲဆိုတာကိုကျွန်မစမ်းသပ်လို့ရှိရင်ဒီနေ့ကြီးပြန်ပြီးမြောက်ပြီးမှဖြစ်ပါလိမ့်ရှင်။ဒါလေးကတော့ကျွန်မစောစောကပြထားတဲ့ဒီနေ့လေးအရွက်တွေပေါ့နော်ဒီနေ့ကြိုးဖို့တည်းဒီနေ့အိုးတဲ့ပြန်ဖြစ်ပါလေ။ဒီဝိုင်းတဲ့ခါကျလို့ရှိရင်ဒီရေတန့်ပူပေါ့နော်ရေတန့်ပူ1လီတာရဲ့တစ်ဝက်ပေါ့နော်ဒီတစ်ခွန်းနဲ့တစ်ဝက်ကိုထည့်ပါမယ်။ဒီဝေးစားပြီးကြိုနေပါပြီပေါ့နော်3မိနစ်အိုးရဲ့ကြိုတဲ့အတွက်ကြောင့်မို့ခဏလေးကြာနေစုပါတော့မယ်ရှင်ရေနွေးချက်ပြီးဆိုလို့ရှိရင်ချက်ချင်းမတောက်ပါနဲ့နော်ခဏလောက်10မိနစ်လောက်ဖြစ်တတ်ထားပြီးပါရှင်ဒါကတော့ကျွန်မစောစောကြိုထားတဲ့အသီးနှံလေးတွေပါနော်10မိနစ်လောက်အေးခံပြီးဆိုလို့ရှိရင်တော့စားပြီးတော့တောက်ဖို့ခွက်လေးထည့်လို့ရပါပြီရှင်0.5 လီတာဆိုလို့ရှိရင်ပေါ့နော်ဒီလိုခွက်လေးနဲ့ဆိုလို့ရှိရင်ဒီခွက်နဲ့ဆိုလို့ရှိရင်တော့နှစ်ခွက်လောက်တော့ရပါတယ်ရှင်အဖက်လေးစားစရာမလိုပါဘူးဒီလိုမျိုးအရေးကြီးလေးပဲ